ဂျပန်နိုင်ငံကအကြောင်းတွေအများကြီးနေထိုင်ကြတဲ့ကြောင်ကျွန်းဂျပန်နိုင်ငံကကျွန်းတို့ကျွန်းဟာကျွန်းပေါ်မှာနေထိုင်တဲ့လူကြီးနဲ့ကြောင်ကြီးအတွက်ဟာအတော်လေးအံ့ဩစရာကောင်းလောက်ကွာခြားနေတာဖြစ်ပါတယ်ကျွန်းပေါ်မှာနေထိုင်သူအယောက်100ဝန်းကျင်ရှိတဲ့အချိန်မှာကြောင်ကြီးအတွက်ကတော့1000နီးပါးထိရှိနေတာဖြစ်ပါတယ်တာရှီရိုဂျီမာကျွန်းလို့ခေါ်တဲ့ဒီကျွန်းဟာနမဲရင်ထက်ကြောင်ကျွန်းဆိုပြီးတော့ပဲပို့ပြီးလူသိများနေတာဖြစ်ပါတယ်ဒါအပြင်ကြောင်လေးတွေကလည်းအတော်လေးလူရင်ပြီးတော့ချစ်ဖို့ကောင်းတာကြောင့်ကျွန်းရဲ့ဆွဲဆောင်မှုတစ်ခုလိုမျိုးတောင်ဖြစ်နေတာဖြစ်ပါတယ်လက်ရှိအချိန်မှာကြောင်ကျွန်းဟာဂျပန်နိုင်ငံရဲ့ခရီးသွားတွေစိတ်ဝင်စားတဲ့အဓိကနေရာတစ်ခုဖြစ်လာပါတယ်ကြောင်လေးတွေကိုလွတ်လပ်လပ်ရှင်သန်ခိုင်းတဲ့ပြင်လူရည်နေပါလွန်တာကြောင့်ကြောင်လေးတွေပဲတီးတက်နေတဲ့ကျွန်းလိုတောင်ထင်မှတ်ထားရတဲ့ဒီကျွန်းဟာဒီဇင်ဘာလကနေပြီးတော့ဧပြီလအတွင်းမှာတွားရောက်လည်ပတ်ဖို့အကောင်းဆုံးလလည်းဖြစ်ပါတယ်